Hello everyone ဒီနေ့ကတော့ဝင်းလှစားဖြစ်တဲ့အာလူမျိုးတီးကြော်အကြောင်းလေးပြပြမှာပဲဖြစ်ပါတယ်ရှင်။လုံနည်းလေးကလွယ်ကူရိုးရှင်းပြီးတော့အရှိလက်သိမ့်မပေးရတာမို့လိုက်လှစားကြည့်ဖို့ဖိတ်ခေါ်ပါတယ်နော်။လုံနည်းလေးတီးတဲ့လူတွေကတော့ကြော်သွားလို့ရပါတယ်နော်။အရှင်ဦးဆုံးအာလူလေးတွေကိုနုဤနေအောင်ပြုတ်ပါမယ်။ပြီးရင်တော့ကျက်သွနီလေးတွေကိုပပလေးလေးရပါမယ်။ကျက်သွန်ဖြူလေးတွေကိုလည်းကိုကြိုက်တဲ့လောက်အနေနဲ့ထည့်နိုင်ပါတယ်။ကျက်သွန်ဖြူလေးတွေကဗီဒီယိုရိုက်ဖို့မေးသွားလို့ပါနော်။ကဲဒါပြီးရင်တော့စောနာကပြုတ်ထားတဲ့အာလူလေးတွေကိုညက်နေအောင်လုပ်ပေးရပါမယ်နော်ဒါပြီးရင်တော့စောနာကပပလီထားတဲ့ကျက်သွန်နီကျက်သွန်ဖြူလေးတွေကိုစီတက်ပေးရပါမယ်နော်စီလေးကိုလည်းနည်းနည်းပဲသုံးထားပါတယ်အရောင်လေးလောက်အောင်စနုံးမုတ်လေးနဲ့လည်းထည့်လိုက်ပါတယ်နော်ကျက်သွန်နီနဲ့ကျက်သွန်ဖြူလေးတွေနွမ်းလာပြီဆိုရင်တော့ငရုတ်သီးခွဲချမ်းမုတ်လေးကိုထည့်လိုက်ပါတယ်နော်ကဲဒါပြီးရင်တော့ကိုကစီနေနေလေးပဲသုံးထားတဲ့အတွက်အိုးမကောက်လို့တေးရှာလေးမွေပေးရပါမယ်နော်ကဲဒါပြီးရင်တော့စောနာကနှောက်အောင်နေထားတဲ့အာလူလေးတွေကိုထည့်ပြီးတော့ရောပြီးတမအောင်မွေပေးလိုက်မယ်ဆိုလို့ရှိရင်အရန်နဲ့အရသာရှိတဲ့အာလူငရုတ်တီကြော်လေးရပါပြီနော်အစားတောက်ရှိတဲ့သူတို့အားလုံးပဲဆင်ပြေကြပါစေနော်ဘိုင်ဘိုင်